မင်္ဂလာပါရှင်ဒီချက်ဒီနေ့ပြောပြပေးမယ့်ခေါင်းစဉ်လေးကတော့ကလေးတွေကိုဒီချက်တို့ကအစပိုင်းမှာဒီရေထုညဉ့်ညမ်းတာနဲ့ပတ်သက်ပြီးတော့တင်ပေးခဲ့တယ်အဲ့ခါမှာလက်တွေ့တရုပ်ပြတာလေးတွေ worksheet လေးတွေ demonstration လေးတွေနဲ့ကလေးတွေကိုရှင်းပြပြီးပြီဒီတစ်ခါမှာတော့ဒီချက်တို့ကကလေးတွေကိုလက်တွေ့သူတို့ဘက်ကလည်းပါဝင်ပြီးလုပ်လို့ရအောင် project လေးအနေနဲ့လည်းပေးလို့ရပါတယ်အဲ့ဒီ project လေးမှာမိဘတွေရဲ့ပါဝင်ပူးပေါင်းမှုကိုလည်းဒီချက်တို့ကဖိတ်ခေါ်လို့ရပါတယ်ဒီချက်ကရေတံမှုအလွတ်နှစ်ခုကိုအိမ်ကနေယူလာခိုင်းလိုက်ပါတယ်ပထမတစ်ဘူးမှာတော့ဒီချက်ကရင်းနေတရဝါလေးတွေရဲ့ပုံကိုကတ်လိုက်ပါတယ် print out ထုတ်ပြီးတော့ကတ်လိုက်တယ်ပေါ့နော်နောက်တစ်ခါဒုတိယတစ်ဘူးမှာလည်းဒီချက်ကဒီစွန့်ပစ်ပစ္စည်းတွေစက်ယုံထွက်အညစ်အကြေးတွေအဲ့ဒါတွေပြီးတော့အခါမှာတည်နေတဲ့တလိမ့်ဆန်လေးတွေရဲ့ပုံကို print out လုပ်ပြီးတော့ tape နဲ့ဒုတိယတစ်ဘူးမှာလည်းဒီချက်တို့ကကတ်လိုက်ပါတယ်ဒီလိုနှစ်ဘူးကိုဒီချက်ကယူလာခိုင်းပါတယ်ပထမတစ်ဘူးကတော့ရေတက်အနေနဲ့အသုံးပြုပြီးဒုတိယတစ်ဘူးမှာတော့ polluted water ညစ်ပတ်နေတဲ့ရေအနေနဲ့အသုံးပြုဖို့အတွက်ကလေးတွေကိုယူလာခဲ့ခိုင်းတာဖြစ်ပါတယ်ရှင်ပြီးတဲ့အခါမှာတော့ဒီချက်ကဒီရေတက်အနေနဲ့ကိုစားပြုသုံးဖို့အတွက်အပြာရောင်ဆေးရောင်လေးတွေကိုဒီချက်ကသုံးလိုက်ပါတယ်အဲ့ဒီဆေးရောင်လေးတွေကိုရေထဲမှာထည့်ပြီးတော့ကလေးတွေရဲ့ project ဖြစ်တဲ့အတွက်ကလေးတွေကိုတော့ကိုယ်တိုင်မှွေခိုင်းပြီးတော့ဒီ fresh water ကိုဖန်တီးခိုင်းလို့ရပါတယ် fresh water ဖြစ်တဲ့အတွက်ကြောင့်မလို့ရေထဲမှာတိရစ္ဆာန်လေးတွေကရှင်သန်နေတဲ့ပုံလေးတွေကိုကပ်ပေးထားတာဖြစ်ပါတယ်ဒါမှဆိုရင်တိရစ္ဆာန်လေးတွေကရေတက်တဲ့အတွက်ရှင်သန်နိုင်တယ်ဒုတိယပုံမှာတော့ဒီချက်ကညဉ့်ညမ်းနေတဲ့ရေကိုဖန်တီးမှာဖြစ်တဲ့အတွက်အဲ့ဒီရေညဉ့်ညမ်းထဲမှာထည့်ဖို့အတွက်အနက်ရောင်ဆေးရောင်ကိုအသုံးပြုလိုက်ပါတယ်အဲ့ဒီအနက်ရောင်ဆေးရောင်လေးကိုအနှဲငယ်ထည့်ပြီးတော့မွေခိုင်းလိုက်ပါတယ်ဒီခါမှာတော့ရေတွေကမဲသွားပြီးတော့ဒီချက်တို့ polluted water ကိုရပါတယ်polluted water ထဲမှာဆိုရင်တော့တလိမ့်ဆန်တွေကရှင်သန်လို့မရပါဘူးဒါကြောင့်မလို့တည်နေတဲ့တလိမ့်ဆန်လေးတွေရဲ့ပုံကိုဒီချက်တို့ကကပ်ပေးထားပါတယ်အဲ့တော့ဒီချက်တို့အနေနဲ့လည်းကလေးတွေကိုအခုလိုမျိုးလက်တွေ့ဆန်တဲ့project လေးတွေကိုလုပ်ခိုင်းခြင်းအဖြစ်ကလေးတွေဟာဒီချက်တို့ကျမတို့တင်တဲ့သင်ခန်းစာအပေါ်မှာပို့ပြီးတော့လဲစိတ်ဝင်စားလာပြီးတော့ပို့ပြီးတော့လဲပို့ပြီးတော့လဲလေးလာလို့စိတ်တွေပြင်းပြလာနိုင်ပါတယ်အလွတ်ချက်အလွတ်မှတ်စနစ်ချက်ဒီလိုမျိုးလက်တွေ့ဆန်တဲ့ project လေးတွေနဲ့လည်းဖြည့်ဆွတ်ပြီးတော့ကလေးတွေရဲ့သင်ယူလို့စိတ်ကိုနှိုးဆွပေးလို့ရပါတယ်ရှင်